အားလုံးပဲမင်္ဂလာပါရှင် CMN Audio ဘုတ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးဆီယမခင်လာပြေဝင်ရေးသားထားတဲ့မကြီးရွက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီရှင်ခင်လေးတို့ရွာနာမည်ကညောင်မင်းသားရွာဖြစ်ပါတယ်အင်ဂျီ300ခန့်ရှိပြီးရွာငယ်လို့လည်းမခေါ်တာရွာကြီးလို့လည်းမဆိုတာညောင်မင်းသားရွာဟာမြန်မာပြည်ရဲ့မြေလက်ပိုင်းမှာရှိပါတယ်ရွာသူရွာသားတွေဟာများသောအားဖြင့်လေယာလောက်ကင်စားကြသူတွေများတယ်။အနည်းစုသာမြို့ပေါ်တွားရောက်ပြီးကြာပန်းအလုပ်လုပ်ကြတယ်။ခင်လေးတို့မိဘတွေဟာအဖိုးအဖွားလက်ထက်ကလို့ပဲလေယာလုပ်ငန်းကိုဆက်လက်လုပ်ကင်ခဲ့ကြတယ်။ခင်လေးတို့အိမ်ဝိုင်းနဲ့ကက်ရက်မှာအမေကြီးရွယ်ဆိုတဲ့အဖွားအိုတို့မိသားစုနေကြတယ်။အသက်80ကျော်80အရွယ်ရှိအမေကြီးရွယ်မှာသား2ယောက်သမီး2ယောက်ရှိတယ်။သမီး2ယောက်ကရွာမြောက်ဘက်မှာသူတို့သားသမီးတွေနဲ့အတူနေကြတယ်။သား1ယောက်ကရွာလေပိုင်းမှာသူ့မိသားစုနဲ့နေတယ်။အမေကြီးရွယ်နဲ့တူသားအငယ်ဆုံးဖိုးတာကနေတယ်။အတူနေတဲ့ဆိုရုံသာနေသူဖြစ်ပါတယ်။ထင်းခုတ်ရေခက်စားတဲ့အလုပ်တွေကိုစိတ်ပါရင်လုပ်တယ်။စိတ်မပါရင်ထိုင်ရကတော့မထဒီရတိုင်းတနေ့ကိုထိုင်နေတတ်သူဖြစ်ပါတယ်။တခါတလေတော့လေလေစိတ်မိသက်ဆိုင်ရအောင်ရှာတတ်ပါတယ်။အမေကြီးရွယ်မှာသွားဆောင်လိုက်မရှိတော့ရှည်သွားတစ်ချောင်းနဲ့အထက်အောက်အန်သွားတစ်စုံသာရှိတော့တယ်။ဒါကြောင့်မာတဲ့အစားအစာတွေစားမရတဲ့အတွက်သူ့အတွက်ဝိုင်းရလွယ်တဲ့အစားအစာတွေကိုသာအဆင်ပြေအောင်စားနေရတယ်။အမေကြီးရွယ်ရဲ့သမီးကြီးမှာရွာရိပ်ရှိသူ့အမေထံနေ့စဉ်ထမင်းချက်ပို့ပါတယ်။သမီးငယ်ဟာအမေအတွက်ဟင်းချက်ပို့ပါတယ်။သူတို့အမေအတွက်ထမင်းဟင်းပို့ပုံကဒီလိုဖြစ်ပါတယ်။သမီးကြီးကထမင်းကြိုင်နှစ်စင်ကြိုင်မှာနှစ်စင်စလုံးထမင်းထည့်ပေးတယ်။မနက်တစ်ကြိုက်စာညစာတစ်ကြိုင်လိုရည်ရွယ်ပြီးထည့်ပေးတာပါ။မနက်စောစောကလေးကလာပို့ထားတာဖြစ်ပါတယ်။ဟင်းပို့ပေးတဲ့သမီးကတော့မနက်စာနဲ့ညစာအတွက်ဟင်းတစ်ကြိုက်တည်းပို့ထားတာဖြစ်ပါတယ်။အမေကြီးဘက်မှာသမီးတွေပို့ပေးတဲ့ထမင်းကိုကုံအောင်တော့မစားနိုင်အမေကြီးရဲ့အတွက်ထမင်းကိုကုံအောင်စားသူကဖိုးတာပဲဖြစ်ပါတယ်ဖိုးတာဟာအခင်းလိုက်ဖို့လာငါသူရှိရင်လိုက်သွားတယ်ကောက်သိန်းကောက်ဖို့လူရဲလူလာပြောရင်လေလိုက်သွားတတ်သေးတယ်အိမ်မှာရှိတဲ့အလုပ်တွေကိုတော့မလုပ်တတ်ပတ်စံရဖို့ဆိုရင်မိန်းကလေးအလုပ်ယောက်ျားလေးအလုပ်လို့ခွဲခြားမနေတော့ပြောရရင်ဖိုးတာဟာယောက်ျားလေးတယောက်လိုမနေတခါတည်းမိန်းကလေးတယောက်လိုပြုတ်မှုနေထိုင်တတ်တာကြောင့်ရွာတွေကလူတွေကကန်တူးလို့ခေါ်သူကခေါ်ကွယ်ရမှာမိမရှာလို့ခေါ်သူကလည်းခေါ်တယ်။အုံနောက်ချက်မပြေသူလို့လည်းခေါ်တယ်။ခင်လေးတို့အိမ်ဝိုင်းနဲ့ကက်လျက်ရှိတဲ့အတွက်အမေကြီးရွက်တနေကုန်လှုပ်ရှားနေပုံကိုခင်လေးတို့ပရင်းပေါက်ကနေလှမ်းကြည့်ရင်မြင်နေရတယ်။တခါတလေဖိုးတာကအမေကြီးရွက်နဲ့အတူထိုင်နေတာကိုတွေ့ရတတ်တယ်။တခါတလေမှာတော့အမေကြီးတယောက်တည်းအိမ်ထဲမှာထိုင်နေတဲ့အခါရင်းလေးတွေ့ရတတ်ပါတယ်။ခင်လေးဟာရွာထဲမှာရှိတဲ့မူလာရန်ကျောင်းမှာစတုတ္ထတန်းမှာပညာသင်ယူနေတဲ့ကျောင်းသူဖြစ်ပါတယ်။ဒါကြောင့်ကျောင်းပိတ်ရက်တွေနဲ့ကျောင်းသွားနေရတဲ့အချိန်မဟုတ်ရင်ခင်လေးတယောက်အမေကြီးရွက်အိမ်ကိုလမ်းကြည့်ရင်အချိန်ကုန်စီခဲ့တယ်။အမေကြီးအိမ်မှာလူမရှိပဲအမေကြီးတယောက်တည်းရှိနေပါကအဲ့ဒီအိမ်ကိုသွားပြီးကုညီလောက်ကင်ပေးတတ်တယ်။အမေကြီးကမျက်စိမှုံဝါးဝါးနဲ့မေးတတ်ပါတယ်။ဟဲ့ဘသူတော့အမေကြီးနိုင်ရောက်လာတာခင်လေးပါအမေကြီးဟိုဘက်အိမ်ဝိုင်းကအော်ဒေါ်မီရဲ့မြီခင်လေးလားဟုတ်ကဲ့အမေကြီးထမင်းစားပြီးပြီလားမစားရသေးဘူးကွဒါထက်ငါမြည်ရောစားပြီးပြီလားစားပြီးပါပြီနေမြက်လာပြီအမေကြီးထမင်းစားတော့လေစားချိန်တန်တော့လေစားရမှာပေါ့လေအိရှိကုပြရှိစပွဲဝိုင်းမှာထမင်းနဲ့ဟင်းစလုံးကိုနီးစကားလေးနဲ့အုပ်ထားတယ်အမေကြီးကလက်နဲ့ဆမ်းပြီးစပွဲဝိုင်းစီလာခဲ့တယ်ခင်လေးကအမေကြီးလက်ကိုတွဲပြီးအမေကြီးဒီမှာထမင်းစလုံးအုပ်ထားတဲ့ဝါနီးစကားလေးကိုဖွင့်လိုက်တယ်ထမင်းငယ်ဟာအေးဆက်နေပြီဟင်းကခရဲကျင်တင်ငယ်ပြီးချက်ဖြစ်ပြီးစီမပါဘင်းချက်ထားတာဖြစ်ပါတယ်ထမင်းငယ်ရဲ့အပေါ်မှာပရွက်စိတ်အနေလေးတွေတက်နေတာကိုတွေ့လိုက်ရတယ်အမေကြီးခဏလေးစောင့်နော်ခင်လေးအိမ်ခဏပြန်ဦးမေခင်လေးအိမ်ဘက်ကိုခဏပြန်ခဲ့ပြီးအမေကိုရှာတယ်အမေကိုမတွေ့အမေလည်းပြန်ဆင်းသွားပြီထင်တယ်ကြောင်အိမ်ထဲကကြက်ဥကြောနဲ့ချင်းရဟင်းပကံယူပြီးအိမ်ထဲကထွက်လာခဲ့တယ်အမေကြီးရွက်ဟာစပွဲပေါ်ကထမင်းတက်လုံးနှလုံးယူစားထားဟန်တူတယ်ပါဇက်ကလည်းဖလူးဖလူးနဲ့မှုတ်ထုံနေတယ်အမေကြီးမစားနဲ့ဦးလေပရွက်စိတ်တွေကိုက်ကုန်ပြီနဲ့တူတယ်အမေကြီးရဲ့နှက်ကမ်းပြီးမှာကိုက်နေတဲ့ပရွက်စိတ်တွေကိုသူ့လက်နဲ့ဖဲ့ပေးလိုက်တယ်ချက်ချင်းပဲအမေကြီးရဲ့နှက်ကမ်းမှာပရွက်စိတ်ကိုက်လို့ဖူးယောင်လာတယ်အမေကြီးခင်လေးယူလာတာ
ဒီမှာကြက်ဥကျော်ချင်းရည်ဟင်းလေးတော့စမ်းစားလို့လေးရအောင်လေခင်လေးကအမေကြီးကိုခလေးငယ်တယောက်လိုခွတ်ကျွေးနေတယ်ပရွက်စိတ်တွေတကောင်ချင်းဖယ်ပေးပြီးချင်းရည်ဟင်းကိုထမင်းပေါ်ခတ်ရွှဲရွှဲဆမ်းပြီးကြက်ဥကျော်နဲ့နေကျွေးလိုက်တယ်ကောင်းချက်တော့ကျုပ်ဒီလိုမျိုးအကောင်းစားဟင်းတွေမစားရတာကြပေါ့ငါမီးလေးကျေးဇူးကြောင့်မို့ကျမ်းပါပါစေချမ်းသာပါစေခင်လေးခလေးကအရန်လိမ်မာတာပဲအမေကြီးရွက်ကိုကြည့်ပြီးမျက်ရည်တွေဝှစ်တက်လာတယ်ကိုအဖွားနဲ့တက်တူရွယ်သူဖြစ်ပြီးစားရေးတောက်ရေးစိတ်ရရှာသူဖြစ်တာကြောင့်တနာကယူနာတက်မိပါတယ်ခဏကြာထိုရှင်းတဲ့အလုတ်ကပြန်လာတဲ့ဖိုးတာရောက်လာတာကြောင့်ခင်လေးအိမ်ပြန်လာခဲ့တယ်ဟဲ့ခင်လေးကျောင်းပိတ်ရဲ့ဘဲလျှောက်သွားနေရလဲတစ်စက်ကလေးမှအငြိမနေဘူးကို့အိမ်မှာကိုနေတာမဟုတ်ဘူးအိမ်မှာဘာဖြစ်နေရလဲသိလားခင်လေးအိမ်ပြန်ရောက်တာနဲ့အမေကပြူးပြူးပြပြမူရနဲ့စီးကြိုလိုက်တယ်အမေရဲ့စကားကြောင့်ခင်လေးရေးထိတ်သွားတယ်အိမ်မှာဘာဖြစ်လို့လဲမေနေ့လေကင်းတခိုးဝင်သွားလို့ဟေ့ဟင်ဘာရီခူးသွားတာလဲအမေတခိုးကတခြားဟာမဟုတ်ဘူးဟင်းတခိုးလေထဲကအပြန်မှာထမင်းစားမလို့ဟာမသွားခင်ကစပွဲပေါ်မှာအုပ်ဆောင်နဲ့အုပ်ထားခဲ့တဲ့ချင်းရင်ဟင်းနဲ့ကြက်ဥကျော်ပကံလိုက်ပျောက်သွားလို့ဟေ့အမေရဲ့စကားကြောင့်ခင်လေးလက်ထဲကင်ထားတဲ့ချင်းရင်ဟင်းပကံကိုခါနက်ကိုဝှက်လိုက်မိတယ်ဟဲ့ပြစမ်းအဲ့ဒီပကံဘယ်တုန်းကယူသွားတာလဲပကံထဲကချင်းဟင်းတွေရောပြောစမ်းခင်လေးအမေကလေဟိုဘက်အိမ်ကအမေကြီးရွက်ကိုဟင်းသွားပေးတာဘလို့ခင်လေးကဘေးအိမ်ဝမ်းကအမေကြီးရွက်ထမင်းစားရပုံကိုတနာမိတဲ့အတွက်အခုလိုဟင်းတွေယူသွားပေးမိကြောင်းဖွဲ့ဖွဲ့နဲ့ပြောပြပါတော့တယ်ပါဇက်မှာပရွက်စိတ်တွေကိုက်လို့ဖူးယောင်ပြီးနေရဲနေတာတနာစရာပါအမေရဲ့ကဲဖះအမเจ้าအမဝိတာခအမကြီးရဲ့ဝိတာခဆိုတာဘာတူလဲအမေဖះရှင်လက်ထက်ကเจ้าအမကြီးဝိတာခကိုပြောတာဟဲ့ကဲဒါရီထားပါညီအခုဝေတန်နေရလက်သက်လောက်ခဲ့တော့ကျုပ်လေတဲ့မောမောပပန့်လုပ်ပြီးစလာတာအခုဟင်းမရှိတော့ဘာနဲ့စားရမလဲအမေကိုကြည့်ပြီးခင်လေးတနာနေမိတယ်အမေအတွက်ဘာလုပ်ပေးရမလဲခင်လေးစဉ်းစားလိုက်တယ်အမေဘာလဲအမေဟာဆဆာနဲ့စိတ်တုန်နေတဲ့သူကမီးဖို့ကန်နေရငပန်းမငပိကောင်တကောင်ကိုယူလာပြီးအမေကိုပေးလိုက်တယ်အမေအဲ့ဒီငပိကောင်ကိုကင်စားလိုက်ပါနော်သမီးနေအမေကြီးရွက်ကိုတနာလို့ပါအမေပဲပြောခဲ့တယ်လေကိုအဖွားရွယ်တွေ့တက်နိုင်တဲ့မြလူရာလေးတွေကူညီပေးကုတူရတယ်ဆိုကိုချင်းစာစိတ်ထားမှမြတ်တာဆိုတော်စမ်းမအေးမိเจ้าမင်းရေခင်းပြတတ်တဲ့သမီးလိမ်မာမကြီးရဲ့အမေမျက်နှာကြည့်တာနဲ့ပဲသိလိုက်ပြီးအမေစိတ်ဆိုးပြေသွားပြီဖြစ်ပါတယ်နေကင်းမိုင်းမှာခင်လေးတယောက်ကျောင်းအားတာနဲ့ဒါမှမဟုတ်အဖေအမေနဲ့အဖွားတို့အိမ်မှာမရှိတာနဲ့အမေကြီးရဲ့အိမ်ဘက်ကိုအပြေးရောက်သွားတော့တယ်အမေကြီးရဲ့နာမည်ရှင်းကတော်ရွတ်ဝါကွအမေကြီးရဲ့အဖေနဲ့မေကຫນွေဥရွာသည်တေးရွက်တွေဝါတဲ့ချိန်မှာမွေးလို့ရွက်ဝါလေးလို့နာမည်မှဲ့လိုက်တာအမေကြီးရဲ့နာမည်ကအခုခေတ်ပေါ်နာမည်ပဲဟုတ်လားမသိပါဘူးအေးအမေတို့ဒီနာမည်မှဲ့ခဲ့လို့ငငယ်တုန်းကခဏခဏအစခံခဲ့ရတာအေးဟုတ်လို့လားဒီနာမည်ကိုဘာလို့စရတာတော့ရွက်ဝါကိုပြောင်းပြန်လှန်ရင်ရွာဝဲတဲ့ရှည်သွားတစ်ချောင်းလေးသာရှိတဲ့အမေကြီးရွက်ကရှိတော့ခင်လေးလည်းမနေနိုင်အောင်လိုက်ရည်မိတော့တယ်အမေကြီးရွက်ရဲ့ကျန်းကျန်းဖက်မှန်အဲ့ဒါကြောင့်တငယ်ချင်းတွေရွက်ဝါလို့နာမည်အပြည့်စုံမခေါ်ခိုင်းတော့ပဲမိရွက်လိုပဲခေါ်ခိုင်းတော့တယ်အဲ့ဒါကြောင့်နာမည်ရင်းပြောက်ပြီးရွာထဲကခလေးတွေကစအမေကြီးရွက်ဆိုပြီးလှုပ်ကျူးနေပါရောလားအမေကြီးရွက်ဟာခင်လေးတို့ဟိုးရင်တုန်းကတွေ့တုန်းကနေမတူတော့ထမင်းစားဖို့စကားပြောဖို့တက်ကြွလာခဲ့တယ်ခင်လေးရဲ့အဖွားရင်တော်မီကမြည်ပြစ်သူရဲ့လုပ်ရက်ကိုအပြစ်မပြောတဲ့ပြင်ချီးမွမ်းလိုက်သေးတယ်ခင်လေးကကို့အဖွားရွှေမှုအဖွားချင်းကိုချင်းစာတရားနဲ့စောက်ရှောက်တာကုတူရတယ်အေးတခုပဲသူ့သားသမီးတွေကငါမီးလိုအနီးကပ်မပြုတ်စုနိုင်တော့ငါမီးကိုအပြစ်ပုံချမှာပဲစိုးမိတယ်ကိုမလုံနိုင်မေသူများကိုအပြစ်ပြောလို့ကတော့ကျုပ်ပါစက်နဲ့တွေ့အောင်မေငါမီးကငါလိုပဲအားနေတဲ့သူကိုကုညီတတ်တယ်ခလေးကိုညီးတို့မစုနဲ့အမေမီးကိုကျုပ်တို့မစုပါဘူးတော့အမေကအဖွားကိုတင်းလို့ပြောတယ်အဖေကစိုးကောင်းမဝေဖန်မင်းညှိနေတယ်ကျုပ်အမေကိုကျုပ်တို့ပြစ်ထားတယ်လို့များထင်နေလားစားချိန်နဲ့စားရအောင်ထမင်းတွေဟင်းနေနေတိုင်းပို့တာပဲပတ်စံရဖို့အလုပ်လဲလုပ်ရတယ်ကို့အမေကိုကဂယုမဆိုင်ပဲနေပါမလားဂယုဆိုင်ချင်းမိမိစားဖို့တောက်ဖို့လုပ်ရသေးတော့သမီးအရင်ထပ်ပို့ပြီးတော့ချစ်ပြဂယုဆိုင်နေကြတာကျုပ်တို့ကိုအများတကာပြောစီရဖြစ်နေကြတယ်တနေ့မှာအမေကြီးရွက်ရဲ့သမီးကြီးကအော်ကြီးဟစ်ကျဲနဲ့အမေကြီးရွက်အိမ်ဘက်ကပြောလာတယ်အစပထမကညီအမချင်းရန်ဖြစ်နေတဲ့ထင်ပြီးအသေးချာနားထောင်ကြည့်ရခင်လေးတို့ကိုစောင့်ချိတ်ပြီးပြောဆိုနေကြသိလိုက်ကြတယ်ခင်လေးကတော့ခလေးပြဘာမှမသိတယ်လို့နေလိုက်ပေမဲ့အမေကမနေနိုင်စကားပြောရင်လေလွတ်လွတ်ကင်ကင်ပြောကြနော်ကိုထက်အသက်ကြီးတဲ့သူမို့အမေလိုအဖွားလိုကိုချင်းစာပြီးတက်နိုင်တယ်များစောက်ရှောက်ပေးနေတာမူတီတာမပွားဘဲနဲ့အပြစ်တင်နေတယ်ကိုမလုံနိုင်တော့သူများလုပ်ပြီးတော့လေကျေးဇူးတင်ရကောင်းမှမသိကြဘူးဟမ်အမေတို့ကမဟုတ်ရင်မခံတတ်တဲ့စိတ်ရှိတယ်
ကျေးရွာစာကြည့်ကန်းကမဂဇင်းဂျာနယ်တွေကိုငှားဖက်လိရှိတဲ့အတွက်ဗဟုသုတတော့ရှိတယ်အဖေတော်အမေနဲ့ရှင်ပြီးစကန်နိုင်မလူရေကို့အမေကိုကိုကြိုက်တာကိုချက်တာကြွေးမှာပဲဝေမိရှာမရှိကြနဲ့ဓမင်းပြော့တလီမတလီနဲ့ဆရာလုံးချင်သေးတယ်ကို့အမေကိုဘလို့ပုံစံနဲ့ကြွေးကြွေးပေါ့သူရောက်ခမမို့လားမိုင်ဆိုင်လိုက်တဲ့မိန်းမကိုဘာသာအမေချင်းကိုချင်းစာပြီးပြုစုတော့သူ့မောင်နဲ့ပေးစားနေပါလားဒါကြောင့်လဲညီတို့အမေကစေတနာမပါတဲ့ထမင်းဟင်းကိုမစားနိုင်တာပေါ့ဘာပြောတယ်သူများအိမ်လာပြီးဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်မပြောတဲ့စကားမပြောနဲ့စီကံမရှိတဲ့ခလေးကိုလည်းမတားကြအောင်ညီကြောင့်ညီအနေမတက်လို့အမေကသူ့နားမှာထိုင်နေတဲ့ခင်လေးကောင်းကိုတောက်ခနဲနေအောင်ခောက်လိုက်တယ်ခင်လေးလည်းနေရင်ထိုင်ရင်ခေါင်းပူပြီးမူးသွားတော့တယ်ခင်လေးအသားထိတော့အဖွားမိကမနေနိုင်ဟဲ့မအေးမြည်ညီလေတော်တော့ဟိုဘက်ကမလောက်အောင်ညီလေဆက်မပြောနေတော့ဒီကိစ္စလူကြားလို့မှမကောင်းကို့အမေကိုအိမ်ဝိုင်းနေတဲ့သူတွေတက်နိုင်တဲ့များပြုစုလောက်ကန်ပြီးတော့ကျေးဇူးမတင်တဲ့ပြင်ရှမ်းတွေ့နေရတော့မကောင်းပါဘူးတကယ်ဆိုကျုပ်အမေကိုအခုလိုစောက်ရှောက်ပေးတာကျေးဇူးတင်ပါတယ်ကျုပ်တို့မစောက်ရှောက်နိုင်လို့အခုလိုစောက်ရှောက်ပေးတာဝမ်းသာပါတယ်ရှေ့ဆက်ပြီးလေတော်တို့တက်နိုင်တဲ့မြစောက်ရှောက်ပေးကြပါဒီလိုပြောရမှာမဟုတ်ဘူးလားကျုပ်အမှန်တိုင်းပြောတာမရွက်ကကျုပ်နဲ့ငငယ်လေးကတရွာထဲနေခဲ့တာညီတို့ဘာမှမပြောကြနဲ့မရွက်ကကျုပ်ထက်10နှစ်ကြီးပြီမေရွှဲလူလိုပဲအဖွားမိဟာပြောလက်စနဲ့ဒရက်ဆက်ပြောတော့တယ်အဖွားမိရဲ့ပြောစကားမှန်တာမို့အမေကြီးရွက်ရဲ့သမီးဟာထပ်မပြောရဲတော့ကျုပ်တို့ကအမေကိုအနီးကမပြုစုနိုင်တော့ရွာတွေကကဲ့ရဲ့တန်နေကြားနေရလို့ပါတော့ခင်လေးတို့မိသားစုအမေကိုနိုင်တဲ့လောက်ကြည့်ရှုတာသိရတော့ဝမ်းလေးတာပါရဲ့သစိမ်းကပြုစုနိုင်နေဆိုတော့သမီးရင်ဖြစ်တဲ့ကျုပ်ကဝမ်းလေးနေပါရဲ့ကဲတော်ကြတော့မလာအောင်တို့ညီမတွေလေဝမ်းနေပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်လုံးမနေနဲ့ကျုပ်တို့ရွာမှာမရွက်လို့အသက်ကြီးသူတွေကိုရွာသားတွေကပြစ်မထားကြဘူးအနီးနားမှာနေတဲ့အိမ်သားတွေကတက်နိုင်တဲ့မြတ်ဆောက်ရှောက်ကြတာမြမတက်လေရွာတက်လေပဲဒါကြောင့်ဘသူကမှအပြစ်မတင်ကြပဲကိုရွာသူရွာသားအချင်းချင်းဆောက်ရှောက်ကြတာပဲဒီလောက်နဲ့ပြီးသွားတာပဲအကောင်းဆုံးခြေနေဖြစ်နေပြီမဟုတ်ပါလားခင်လေးရလဲခင်လေးပဲအမေကသူ့ကိုစုပူကျိမ်းမောင်းထားတာမကြသေးအိမ်ကလှမ်းကြည့်ပြီးအမေကြီးရွယ်တယောက်တည်းထိုင်ခိုင်းနေတာကိုတွေ့ရရင်သူမနေနိုင်အမေကြီးရွယ်ဟာမျက်စိမုံပြီးအကြားအာရုံလဲနေနေပြီးဖြစ်တာကြောင့်မကြခင်ကသူ့ရဲ့သမီးနဲ့ခင်လေးတို့မိသားစုအော်ဟစ်ပြောဆိုနေကြတာတွေကိုဂါဂနာနာတော့သိဟန်မတူအခြေတင်ပြောဆိုကြတယ်လို့ပဲထင်ချင်းထင်မှလိမ့်မယ်ခင်လေးတယောက်အိမ်သားတွေလက်တာနဲ့အမေကြီးရွက်တို့အိမ်ကိုအပြေးရောက်သွားတော့တယ်အမေကြီးရွက်အဝေးကိုလမ်းမြုံနေတဲ့အမေကြီးရွက်နာကပ်ပြီးခေါ်လိုက်တယ်ဟေးငါမြည်ခင်လေးလားခင်လေးမျက်ရည်တွေတောင်လဲလာတယ်အမေကြီးရွက်ကသူစခေါ်လိုက်တာနဲ့ပဲခင်လေးလားလို့မေးလိုက်တာပြတ်ပါတယ်ဘလောက်များတတိယနေပါသလဲအမေကြီးရွက်နေကောင်းရဲ့လားအမေကြီးရွက်ရဲ့အယောင်ဖြောတဲ့မျက်ဝန်းအိမ်ထဲမှာလေမျက်ရည်စားတွေနေပါလားအမေကြီးရွက်ဟာအင်ကြီးလက်ဖြားနဲ့မျက်ရည်တွေကိုတုတ်တုတ်နေတယ်အမေကြီးခဏနော်အမေကြီးနာရောက်တာနဲ့အနက်တမျိုးရောက်လိုက်တယ်အမေကြီးခင်လေးရေချိုးပြမယ်လေနေလဲပွင့်သားပဲချိုးမလားရပါမလားငါမြည်ရဲ့ရတာမှဟိုဘက်ကန်းကိုလွန်ရောအမေကြီးကအင်ကြီးတွေအဝိထဲတွေချွတ်လိုက်တာနဲ့ခင်လေးပါဆက်ဟသွားတော့တယ်ပိန်လီလီကိုယ်တဲ့ပေါ်မှာဂျင်းအလိမ့်လိမ့်နဲ့လက်ကလေးတစ်ချိန်လုံးကုတ်နေတယ်အင်ကြီးချုပ်ရိုးတွေမှာတော့ကိုတန်းတွေစီနေတာကိုတွေ့ရတယ်ကုတ်ရကြောက်အသားတွေတောင်သွေးဆုံနေတယ်ခင်လေးကစောက်တက်တက်တက်နဲ့အမေကြီးကိုဘောကဂျင်းတွေတုံးမိပြီးရေချိုးပေးလိုက်တယ်အဲ့ဒီနောက်ကုတ်ချရာတွေကိုလက်နဲ့ဖော့ဖွားကိုင်းပြီးတနခါရီချင်းလေးလူပေးလိုက်တယ်နေလို့ကောင်းလိုက်တာငါမင်းရဲ့ကောင်းလေးရတယ်နောက်တစ်ပတ်လောက်မှအမေကြီးကိုကောင်းရှော့ပေးပါလားခေါင်းကိုတပြင်းပြင်းမြေအောင်ကုတ်ရင်ခေါင်းထိုးပြတယ်ခင်လေးအသက်တောင်မရှူနိုင်ဖြစ်သွားတယ်အမေကြီးရွက်ရဲ့စပင်ဟာအမိုက်ပုံလိုရှုပ်ထွေးနေပြီးအနံ့သက်မကောင်းဖြစ်နေတယ်ငါမပြောချင်လို့ကြည်နေတာဟိုဘက်အိမ်ဝိုင်းကအမေကြီးရွက်ကိုရေချိုးပေးရတာနဲ့ခေါင်းရှော့ပေးရတာနဲ့အမေကြီးရွက်သမီးမပြောနဲ့ငါတော့မျက်စိနှောက်နေပြီဟဲ့ညီဒီလောက်အားနေလားမဖြစ်တော့ငါတော့သမီးလေးတယောက်ထဲမှုလဲတဲ့စင်ကိုင်းမှုစိတ်တောင်မကူထောင်သိလားနှွေချောင်းပရက်မှာညီအမေနဲ့လဲတဲ့လိုက်စင်မှုစိတ်ကူတော့အမေသူ့ကိုပြင်းပြင်းထန်ထန်တရိပေးတာကြောင့်ချင်းငိမ့်ငိမ့်နေရတယ်သူ့သမီးတွေကလည်းသူတို့တက်နိုင်တဲ့လောက်ထမင်းဟိပို့နေတာပဲအမေလည်းကြည့်ရှုနိုင်တဲ့လောက်လှုပ်ပေးနေတာပဲဒီကြားတဲ့ညီကခလေးပီပီမနေပဲဝီဝီရှောက်လို့လုပ်နေတယ်သူ့သမီးတွေကလည်းညီကိုကြည့်မရတော့ဘူးသူ့သမီးတွေညီကိုမလို့တမပြောနေတာအမေကြားနေရပြီကြာရင်အမေနဲ့သူတို့ရန်ဖြစ်ကြတော့မယ်အမေရဲ့စကားကြောင့်ခင်လေးချိန်ချိန်နေရပေမဲ့နားနဲ့မျက်စိကတော့အငြိမနေသူ့ရဲ့အကြည့်တွေဟာအမေကြီးရဲ့အိမ်ကိုလှမ်းမြုံကြည့်နေတာပါအမေကြီးရဲ့ကိုမတွေ့ရတဲ့နေ့တွေမှာတခုခုလိုနေတဲ့လို့ခံစားရတယ်ကို့အမေကြီးတို့သဘောထားပြီးသွားဆောက်ရှောက်မိတာနဲ့ခလေးကိုအပြစ်တင်ရသလားငါမြီးခင်လေးကစိတ်ထားဖြူစင်ပြီးစိတ်ရင်းလဲကောင်းတော့သူ့လောက်တာတွေအပြစ်မမြင်ပါနဲ့သူကတခြားခလေးတွေလို
တာမန်ကလေးမဟုတ်ဘူးတက်ကြီးရွယ်ဦးနာကပ်ပြီးစောက်ရှောက်ခြင်းနဲ့သူ့ရဲ့ဆန္ဒကိုမပိတ်ပင်နဲ့ခလေးစိတ်ဆင်းရဲနေပါမယ်အမေကြီးမိကအမေကိုစုနေတဲ့စကားတန်ကြားတာကြောင့်ခင်လေးငြိမ်ပြီးနားထောင်နေတယ်ခင်လေးဆန္ဒကအမေကြီးမိစကားလေးနားထောင်ခြင်းနဲ့အမေစကားလေးနားထောင်ခြင်းမိတယ်ဒီနေ့ညနေကြောင်းစင်တော့အမေကြီးရွယ်ပရင်းပေါက်တကားပိတ်ထားတာကိုတွေးလိုက်ကြတယ်အမေကြီးရွယ်နေမကောင်းထင်နေအဲ့ဒီအတွင်းနဲ့အမေကြီးရွယ်အိမ်ဘက်ကိုခြေလန်းပြန်လိုက်တယ်သူခြေလန်းမပြင်းခင်ဖိုးတာအပြင်ကပြန်လာတာကိုတွေ့ပြီးအမေကြီးရွယ်နေကောင်းရဲ့လားသူလမ်းမိတာကိုဖိုးတာကကောင်းပါလေမနက်ကအိမ်လို့တကားပိတ်ထားပေးပါဆိုလို့ပိတ်ထားတာပြောပြီးတာနဲ့အိမ်ထဲဝင်သွားတာကြောင့်ခင်လေးလေးအိမ်ဘက်ပြန်လှည့်လာခဲ့တယ်ခင်လေးအိမ်ထဲဝင်တာနဲ့အော်တန်ကိုကြားလိုက်ကြတယ်မကြီးရွက်ဆိုတဲ့အော်တန်မှာသူတို့တရွာလုံးမကြီးပင်တွေပေါ်တယ်ခြံဝင်းတိုင်းမှာမကြီးပင်မရှိတဲ့ဝိုင်းရှောက်မတွေ့အခုလိုမကြီးပင်ပေါ်တဲ့သူတို့ရွာမှာအဲ့ဒီလိုမကြီးရွက်ကိုအော်ရောင်းသူလည်းမရှိနိုင်ထူးဆန်းတဲ့မကြီးရွက်အော်သူကိုခင်လေးထွက်ကြည့်မိတယ်မကြီးရွက်အော်တန်ဟာဘေးအိမ်ဝိုင်းထဲကဖြတ်ပါတယ်မကြီးရွက်အိုးမကြီးရွက်ကျုပ်ဘသူနဲ့နေရမှာလဲခင်လေးရင်ထိတ်သွားတယ်ဟုတ်တယ်ဒီရတန်ဟာဖိုးတာရဲ့အော်ငူတန်ပဲသူဘေးအိမ်ဝိုင်းနဲ့အပြေးဝင်သွားတယ်အိမ်ထဲမှာဖိုးတာအော်ငူနေတယ်ခါတိုင်းထိုင်နေကြနေရမှာအမေကြီးရွက်လဲကြနေတာကိုတွေ့ရတယ်ခင်လေးကအိမ်ကိုပြန်ပြေးပြီးအဖေအမေတို့ကိုတွားခေါ်လိုက်တယ်အမေကြီးရွက်ဆုံးသွားပြီခင်လေးရဲ့အမေကြီးရွက်ဟာသူ့အမြဲထိုင်နေတဲ့နေရာမှာခွေခွေလေးလဲနေတယ်ပရင်းပေါက်ဘက်ကိုလန်လန်းနဲ့ပုံစံဖြစ်နေတာကြောင့်ခင်လေးကိုလမ်းခေါ်ဖို့များလုံနေသလားလို့အဖေအမေတို့ကစဉ်းစားနေကြတယ်ခင်လေးဟာအမေကြီးရွက်ကိုကြည့်ပြီးရှိုက်ကငိုတော့တယ်ခင်လေးငိုတော့ဖိုးတာလေးအတန်ပြေးကြီးနဲ့သူ့အမေကိုတပြီးငိုပါတော့တယ်အမေကြီးရွက်ခင်လေးဟာငိုနေရကရက်ပြီးဖိုးတာငိုတဲ့အတန်တွက်ဖြစ်တဲ့မကြီးရွက်ဆိုတဲ့အတန်ကိုတိတ်တိတ်ချာချာနားထောင်ပြီးမှစက်ငိုလိုက်ပါတော့တယ်ပရိသတ်တွေကိုနားဆင်ခဲ့ရတဲ့ဇလံလေးကတော့စာရေးသူခင်လားပြေဝန်းရေးသားထားတဲ့မကြီးရွက်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းကျမတို့ channel ကနေဇလံကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နောက်တော့ဆင်မိခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါတယ်ရှင်။